လာပါကျွန်တော်နာမည်တည်ရတယ်ဟာလေးပါကြည့်ပါဦးကျွန်တော် glitch ကြီးကိုလည်းတော်တော်စားတဲ့ glitch ကြီးပါဗျာသိပြီကျွန်တော်ခုစော့နေကြည့်အနောက်ကဘဏ္ဍကောင်းတော့လိုက်လာလေကြည့်ပါဦးကျွန်တော်ဂိမ်းစော့နေနဲ့စော့နေနဲ့ကျွန်တော် view တင်လိုက်တာပေါ့နော်ကြည့်အနောက်ကိုလိုက်တာဦးကြည့်ပြီး glitch နေတာကြည့်သိတော့မယ်ကျွန်တော်ကျုံကျွန်တော်ခိုင်ရိုစော့တဲ့ဂိမ်းကိုစော့နေနဲ့ဘာ glitch ရှိနေမသိကြည့်အောင်ဗျာသိတော့နေတယ်နောက်မှလေးပုံတိုင်းလည်းထွက်လာပြီအေးကြီးနဲ့ကောင်းချင်တဲ့လမ်းမှာตีသွားမှလည်းဆိုရယ်ဆေးတဲ့ညောင်ရှူလာလို့ตีတော့ပါကျွန်တော်နောက်ပြန်ဆုံးလို့မရတော့ตีလိုက်မယ်ကျွန်တော်ဒါတော့19ရက်ပဲရှိတယ်နောက်ကျုံမနေအောင်ဘူးဝါကြီးဆွေဒီတော့ဆိုရပါလွတ်သွား I'm sorry but မညက်ကုန်ကြတာဟာအများကြီးပဲ Okay ကျွန်တော်ပြေးနေပြီလို့အခုတော့တယ်အများကြီးပဲဟာရေးကျွန်တော်ခုလောလောဆယ်ကျွန်တော်မနေပြေးနေရပါတယ်ဟိုမှာလည်းနိုင်ရ glitch နေရလားမသိ3ညတဲ့သိပြီငါလက်နေတာကျုပ်ဟာလုံးလို့မရတော့ကဲပါဦးလုံးလို့မရတော့ကျွန်တော်လုံးလို့မရတော့ဘာဖြစ်တယ်လဲမသိဘူးကျွန်တော်လုံးလို့မရတော့ဟာတွေ့လိုက်တယ်ကျွန်တော်လုံးနေရတော့မရဘူးနော်ဟုတ်ကဲ့အဲ့ဒါလေးပဲကျေးဇူးများတင်ပါတယ်ကြာကျွန်တော်ဗီဒီယိုကြည့်ရတဲ့ like and subscribe လေးလည်းလုပ်ပေးခဲ့ပါကျေးဇူးများတင်ပါတယ်အဆုံးစကားမဆိုင်ကျွန်တော်တို့မြန်ခါလီပါ